မင်္ဂလာပါရှင်ကဲနောက်ပိုင်းကြလို့ရှင်ဟောကဒီ English expression series ကိုပို့ပြီးတော့မှshare ပေးသွားမယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့အခုလို့အရင်လေးလေးမြန်မြန်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာဆိုလို့ရှင် English စာအကိုပေါ့နော်လိုမျိုးတိတန့်လေ့လာဖို့အတွက်အချိန်ပေးနိုင်လဲကောင်းတယ်ဒါပေမဲ့လည်းအချိန်သိမပေးနိုင်မဲနဲ့ကိုယ့်ရဲ့အဲ့လိုမျိုးဟိုပြောဖို့လိုအပ်တဲ့အချိန်တွေမှာမြန်မြန်ဆက်ဆန်းပေါ့နော်ပြောချင်တဲ့သူတွေအတွက်နော်ပြောနိုင်စေဖို့အတွက်ကိုရည်ရွယ်ပြီးတော့မှပို့ပြီးတော့မှလို့ဒီလိုမျိုးလေးတွေ share ပေးသွားမယ်ပေါ့နော်တင်ပေးသွားမယ်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုး English expressions တွေကကျတော့ grammar မှာစိုးရိမ်နေကြမလို့เนาะဒီအဓိပ္ပာယ်နဲ့ဒီ expression ပေါ့เนาะတွဲပြီးတော့မှကိုကမှတ်ထားလိုက်အောင်မယ်အဲ့လိုမှတ်ပြီးဖို့အတွက်ဆိုလို့ရှိရင်လည်းကိုကအဲ့လို read out loud လုပ်ပေါ့เนาะဒီစာဒီ expression တစ်ခုကိုတွေးလိုက်တယ်ဥပမာ I'll think about it အဓိပ္ပာယ်လည်းမြန်မာလိုကစဉ်းစားကြည့်လိုက်အောင်မယ်เนาะအဲ့ဒါကိုကဖတ်မယ်เนาะပြီးတော့ read out loud လုပ်မယ်ပြီးတော့မြန်မာလိုအဓိပ္ပာယ်ကိုလည်းကွာတစ်ခါတည်းတွဲပြီးတော့မှမှတ်မယ်ပြီးမျက်စိမိတ်ပြီးတော့မှဘာလုပ်မလဲသုံးခါပြောကြည့်မယ် I'll think about it I'll think about it I'll think about it เนาะလို့ clearly ပြောเนาะဟို pronunciation တွေဘာတွေကနောက်မှထားလို့စာလုံးကိုသူကြကြမှန်မှန်ကန်ကန်မှတ်မိဖို့အတွက်ကိုအရင်ဆုံး clearly ပြောချင်းကြည့်အဲ့ခါမှာဘာဖြစ်လာမလဲဆိုရှင်ဒီမှတ်မိလာမယ်ပေါ့เนาะတဖြည်းဖြည်းနဲ့အဲ့လိုမျိုးဖတ်ကြည့်မယ်ပြီးရင်အတန်ထွက်ကြည့်မယ်ပြီးရင်မှတ်မိလားမမှတ်မိလားပြန်ပြီးတော့မှဟာလားပြောကြည့်မယ်အဲ့ခါကျလို့ရှင်ဘာဖြစ်လာမလဲအဲ့လိုလောက်ပါများလာလေဘာဖြစ်လာလဲဆိုရှင်ဒီလို expressions တွေအများကြီးကိုမှတ်မိလာလိမ့်မယ်အဲ့ခါမှာဆိုလို့ရှင်ကိုကဒီပြောတတ်တဲ့စကားတွေကိုကရွေးပြီးတော့မှကျင့်လေးရှိရပေါ့နော်စိတ်ဝင်စားလေးရှိတယ်အဲ့ခါမှာဆိုရှင်ကိုပြောချင်တဲ့အချိန်မှာအဲ့ဒီစကားတွေကိုကိုကလွယ်လွယ်ကူကူနဲ့ပို့ပြီးတော့မှပြောလာနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ဖေးရမဆိုလွယ်လွယ်ကူကူနဲ့တော့မရပါဘူး it takes time and patience ပေါ့နော်အဲ့ဒီအချိန်မှာအချိန်လေးပေးမယ်ကွာပုံမှန်လေးเนาะအဲ့လိုလေးလာရင်လိုက်မှန်ရင်းနဲ့မှာပို့ပြီးတော့မှ expressions တွေကျွယ်ဝလာဖို့အတွက်ကိုရည်ရွယ်ပါတယ်เนาะအဲ့တော့ဒီလို expression တွေတင်ပေးတိုင်းမှာလည်းကျေးဇူးပြုပြီးတော့မှလိုက်ပြီးတော့မှเนาะအဲ့လိုမျိုးအတန်ထွက်ပြီးတော့မှကျင်ကြည့်ပါเนาะလိုက်မှန်ကြည့်ပါเนาะကြားလေးကိုယ့်အတွက်အကျိုးရှိမှန်ပို့ပြီးတော့မှတည်လာပါလိမ့်မယ်เนาะ